အဲ့သူနဲ့ကျွန်တော်နဲ့အဲ့မှာဟိုအရင်ဆိုလို့ရှိရင်ဒီမှာရေလဲမချိုးမိုးလဲမချိုးနဲ့ဟောင်းတယောက်ကိုတယောက်ဒီမှာရွန်ရှာနေတာပေါ့လေပြောလို့ရှိရင်ဒီမှာမထီချင်ဘူးပါညာဒါပေမဲ့အဲ့ချင်းကျန်ဖတ်ကြပြီးမနေ့6နဲ့9နာရီလုံးမျိုးတယောက်ကိုတယောက်ကြည့်ပေါအောင်ဖတ်ပြီးအိတ်ကြသိလားအဲ့လိုမျိုးပေါ့ဒါလည်းဟိုအမတ်တရားပဲသူနဲ့ကပြန်တွေ့လို့ရှိရင်အဲဒီမှာတခုစမယ်နောက်မယ်ဆိုရင်လာတို့ဖဲကြမယ်ပါညာသူအခါကျတော့ကျွန်တော်ကအေးလာပြီမခံနိုင်တော့အဲ့မှာဒီကောင်ဖဲရလေတင်အော်ဘယ်ရမ်းချစ်ကြတယ်အော်အေးအဲ့လိုမျိုး ပုံမှန်ဆိုယုံလုံးမဖတ် ပုံမှန်ဆိုယူလို့မဖောက်လေရေးရတယ်မချိုးအောင်လေဘိုးကြီးရထွက်လာကြတယ်နင်းတင်မှာပြီးတော့ကျွန်တော်တို့အဲ့မှာရေချိုးဖို့ကဒီအဲ့ကိုရောက်ပြီးတော့၄-၅ရက်နေမှာသူတို့အဲ့မှာဟိုဘယ်လိုပြောတင်နန်းရှိနေတယ်အဲ့တင်နန်းပြီးတော့မှကျွန်တော်တို့9ရက်6ရက်နေ၄-5ရက်လောက်အကြာမှရေချိုးရတယ်ရေချိုးရလဲသူကလမ်းလျှောက်ကတာအဝေးပဲသူ့ဌာနချုပ်နဲ့အဝေးပဲအဲ့မှာကျွန်တော်တို့တပြောတစ်ပိုင်းလမ်းလျှောက်ပြီးရေသွားချိုးကြတာပေါ့အဲ့လိုမျိုးအဲ့လိုအတွေ့အကြုံလည်းရှိတယ်